လုံးကိုအစင်မပြေဖြစ်နေတော့တာပဲစိတ်တွေလည်းပင်ပန်းပြီးတော့အတွေးရလည်းများနေတယ်ဒီရက်ထဲမှာနားယူဖို့အချိန်အောင်မရှိသလိုမျိုးပဲเนาะဒါပေမဲ့လုံးသမျှကလည်း progress ဖြစ်လာဆိုတော့လည်းမဟုတ်နေဘူးစိတ်ထဲမှာစိုးရိမ်နေရရောမကျေနပ်တာရောတော်တော်များနေရယ်အဲ့တော့အဲ့အရာတွေနဲ့ပတ်သက်ပြီးဘာဆက်လုပ်ရမလဲဘာတွေပြင်ဆင်ရမလဲတူတူကြည့်မယ်เนาะဖိအားတွေအများများနေရယ်အတွေးတွေလွန်နေရယ်ဆိုတာကိုပြောနေရယ်เนาะစိတ်ကိုလျှော့ထားပါအနားယူဖို့လိုနေပါတယ်လို့ညွှန်နေပါတယ်မိမိစိတ်ကိုပြောင်းလဲဖို့လိုအပ်နေရယ်နော်ပြီးတော့တချို့အရာလေးတွေမှာ adjustment လုပ်ရမယ်အပြောင်းလဲတချို့လုပ်ရမယ်လို့ပြောနေပါတယ်ဘယ်လိုတွေပြောင်းလဲရမှာလဲကြည့်ရအောင်အဲ့တော့ဘာလေးတွေပြောင်းလဲဖို့လိုအပ်မလဲပေါ့နော်ဆိုတော့သူပြောတာကြတော့ပေါ့နော်အရာရာတိုင်းကိုကိုကကောင်းကျင်စောအဆင်ပြေခြင်းစောနဲ့ဇို့အတင်းလောက်ယူတာမျိုးမလုပ်နဲ့တဲ့စัจ java လာရဲ့စီမံတဲ့အတိုင်းကိုလည်းလက်ခံပေါ့နော်အဲ့တော့ကိုယ်စိတ်လေးတွေကိုပြင်ကြည့်ပေါ့ဒီလိုဖြစ်ရမယ်ဒီလိုဖြစ်မှရမယ်ဆိုပြီးအတင်းစူးစမ်းလုပ်ယူနေရမျိုးထက်စာရင် universe ကိုယုံကြည်ကြည့်လိုက်ပေါ့နော်အဲ့လိုမျိုးပြောနေပါတယ်ပြီးတော့သူရဲ့ message အနေနဲ့ဆိုရင်ကကြတော့ပေါ့နော်သူပြောနေတာကကိုယ်စိတ်ထဲမှာရှိနေတဲ့ဒီအဆိုးမြင်စိတ်တွေ anxiety တွေအဲ့လိုစိုးရိမ်ပူပန်မှုတွေမကျေနပ်ချက်တွေအဲ့ဒါတွေအကုန်လုံးကိုအပြီးတိုင်းနေမြုပ်ပစ်လိုက်တော့အဲ့ဒါတွေအကုန်လုံးကိုမေ့ပြီးတော့လွတ်ချလိုက်ပါတော့တဲ့ဒါမှပဲတင်ကိုယ်တိုင်လည်းလွတ်လပ်ပေါ်ပါသွားမယ်နော်ရှေ့ရရင်လည်းပြင်ရှင်းကြည့်မယ်ဆိုရင်မေ့တဲ့နာကိုမေ့လက်ခံတဲ့နာကိုလက်ခံ universe ကိုယုံကြည်အဲ့လိုမျိုးပြောနေပါတယ်နောက်ဆုံးအနေနဲ့ကတော့တကယ်ကိုကောင်းတဲ့ကက်ကလေးဖြစ်တဲ့ new romantic cycle ပေါ့နော်အဲ့တော့ကိုယ့်အတွက်တကယ် romance ဖြစ်တဲ့အချိန်တွေရောက်လာတော့မယ်ပျော်ရတော့မယ်ပေါ့နော်ပြီးတော့ကိုဖြစ်ချင်တဲ့အတိုင်းပေါ့နော်ကောင်းမွန်တဲ့အရာလေးတွေလည်းဖြစ်လာတော့မယ်တာယာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေအစ်တစ်ခုကိုစတင်နိုင်တော့မယ်အချိန်ကာလလေးကိုယ့်စီကိုရောက်လာတော့မှဖြစ်ပါတယ်ရှင်